စိတ်နဲ့ကြံ့ခိုင်ခြင်းကျွန်တော်တို့ငယ်စဉ်ကျောင်းသားဘဝထူးချွန်မှုအောင်မြင်မှုဆိုရင်စာကြိုးစားရမယ်ဆရာဆရာမတွေသင်ပေးတာကိုစူးစမ်းပန်းစားလိုက်ပြီးတော့သင်ယူရမယ်နားထောင်ရမယ်ကြက်မှတ်ရမယ်ဉာဏ်လဲကောင်းရမယ်ပေါ့ကျွန်တော်တို့အရွယ်ရောက်ပြီးလုပ်ငန်းခွင်တွေကိုရောက်လာကြတယ်အလုပ်တွေရွေးပြီးတော့လုပ်ကြတယ်လုပ်ကြတဲ့အချိန်မှာလဲကာလတစ်ခုလွန်မြောက်တဲ့အချိန်မှာတချို့ကတော့အောင်မြင်သွားတယ်တချို့ကတော့ပုံမှန်အတိုင်းပဲလုပ်နေတဲ့အလုပ်တွေကိုလုပ်နေတဲ့အတိုင်းဆက်ပြီးတော့လုပ်ရင်းနဲ့ပဲဘဝကိုရှင်သန်သွားတယ်တချို့ကအစိုးရပုဂ္ဂလိကလုပ်ငန်းတွေမှာအလုပ်ဝင်လုပ်ကြပြီးအရာရှိတွေဖြစ်လာတဲ့လူရှိသလိုထိုက်တဲ့ယာရုလေးတစ်ခုနဲ့ပဲနောက်ဆုံးအနားယူတဲ့အထိလှုပ်လှုပ်သွားတာရှိတယ်တချို့ကကိုယ်ပိုင်လုပ်ငန်းတွေထူထောင်ကြတာရှိသလိုမိသားစုလက်ငုပ်လက်ရင်အလုပ်တွေဆက်လုပ်ကြတာရှိတယ်သတိထားမိသလောက်မိဘရဲ့လုပ်ငန်းကိုသားသမီးကဆက်ခံတဲ့အချိန်မှာအရှိတိုင်းလုပ်ကြသလိုပုံစံပြောင်းလဲပြီးလုပ်ကြတာကိုယ့်ရဲ့ခြေထောက်ပေါ်မှာကိုရက်နိုင်နေဆိုပြီးလမ်းကြောင်းတစ်ခုပြောင်းသွားတာမျိုးတွေရှိတယ်တနိုင်တစ်ပိုင်းကနေစလိုက်တာဟာတနိုင်တစ်ပိုင်းမှာပဲဇလန်းဆုံးသွားတာရှိသလိုအစဉ်ပြီးတစ်ဆင့်ကြီးမားကျယ်ပြန့်တဲ့လုပ်ငန်းကြီးတွေဖြစ်လာကြတာရှိတယ်ဒီနေရာမှာကျွန်တော်အဓိကပြောချင်တဲ့အချက်ကဘယ်လုပ်ငန်းပဲလုပ်လို့ကိုယ့်ဘဝမှာရပ်တည်ဖို့အတွက်အလုပ်တစ်ခုလုပ်ကြတယ်တကယ်ကိုအောင်မြင်တယ်ငွေကြေးရရောကျွမ်းကျင်မှုအရာရောအတတ်ပညာအရာရောအောင်မြင်ရတယ်ဒါငငယ်တုန်းကညံကောင်းခဲ့လို့ကြီးလာတဲ့အချိန်မှာတကယ်ကိုအောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာစေတာလားကံကောင်းလို့ပဲအလုပ်ကောင်းတွေဝင်ငွေကောင်းတွေရသွားစေတာလားညီမစကားမှာသုံးလေးရှိတဲ့စကားကတော့ကံဉဏ်ဝရိယသုံးပါးစလုံးပေါင်းစပ်နိုင်ရမယ်လို့ဆိုပါတယ်ကံဆိုတာအလုပ်ကိုကောင်းအောင်လုပ်မှလည်းကံကောင်းမယ်ဆိုတဲ့စကားပြောကြတယ်နောက်တစ်ခုကအမှားမှန်ဝေဖန်ပန်းချနိုင်တဲ့အတိတတိယအောင်မြင်မှုဥတီတဲ့လမ်းကိုရှောက်နိုင်မှုအောင်မြင်မှုစီကိုရေရှည်ထိန်းထားနိုင်မှုပယ်ထိန်းပေးတယ်ဆိုတဲ့အချက်ပါနောက်ပိုင်းမှာလူသားအရင်းမြစ်နဲ့ဆိုင်တဲ့သူတေသနာတွေကပြောလာတာစိတ်သက်ကြံ့ခိုင်မှုရှိမှဘဝခီးရှည်ရှည်ကိုရှောက်လန်းနိုင်မယ်ဆိုတဲ့အဆိုပြုချက်ပဲဖြစ်ပါတယ်ကိုလိုချင်တဲ့ရည်မှန်းချက်တစ်ခုပေါင်းမြောက်အောင်မြင်မှုနဲ့ဆွေးနွေးမြဲမြဲစုပ်ကိုင်ထားနိုင်မှုကံဉဏ်ဝရိယအားစိုက်ထုတ်မှုတွေအပြင်စိတ်အားထက်သန်မှုအပြည့်နဲ့အပတ်တကုတ်ကြိုးစားလှုပ်ဆောင်ခြင်းနဲ့လှုပ်ဆောင်နိုင်တဲ့စိတ်ဓာတ်ကိုပေါင်းစပ်ပေးရမယ်လို့ဆိုပါတယ်ဉာဏ်ကောင်းတာကိုမကောင်းလို့ဆိုလိုချင်တာမဟုတ်ပါဘူးနော်ကြံ့ခိုင်တဲ့စိတ်ဓာတ်မရှိရင်တော့ပင်ကိုစွမ်းရည်ပါရမီဆိုတာတွေကမပြည့်ဝတဲ့စွမ်းရည်တွေဖြစ်သွားနိုင်ပါတယ်ငါညံမကောင်းပညာမှာမထူးကြုံဘူးဆိုပြီးစိတ်အားငယ်နေဖို့မဟုတ်ဘူးနော်ဘလောက်ပဲလဲကြပါစေရအောင်ပြန်ထမယ်ဆက်လျှောက်မယ်ဆိုတဲ့စိတ်ဓာတ်မွေးဖို့ပါလူတစ်ယောက်ဟာပထမအဆင့်ကိုအတွက်ဒုတိယအဆင့်ကိုမိသားစုအတွက်တတိယအဆင့်ကိုပတ်ဝန်းကျင်အတွက်တာဝန်သိစိတ်ရှိလာပြီဆိုရင်ကောင်းမွန်အောင်လှုပ်ချင်စိတ်ရှိလာပြီဆိုရင်အားနည်းချက်ကိုလက်ခံရတဲ့ရင်ဆိုင်ရတဲ့တတိတွေမွေးလာပြီဆိုရင်ခံနိုင်ရင်မွေးရင်စိတ်ပေါက်လာရင်ရေရှည်ရည်မှန်းချက်တွေထားဖို့ကြိုးစားလာပြီဆိုရင်ဒါဟာစိတ်တဲ့ကြံ့ခိုင်ခြင်းရဲ့ပင်ကိုလက္ခဏာတွေပြလာပြီစိတ်တဲ့ကြံ့ခိုင်ခြင်းကအောင်မြင်မှုအတွက်အဓိကကျတဲ့မောင်းနေရာတစ်ခုပါပဲစိတ်တဲ့ကြံ့ခိုင်တဲ့လူတွေလှုပ်လေမရှိတဲ့အလုပ်တွေပြုပြင်ပြောင်းလဲဖို့ကြိုးစားတဲ့အချက်တွေထဲမှာနံပါတ်1အတိတ်မှာပဲမနေခဲ့တာအတိတ်မှာကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ဒါတွေကိုတနှုတ်နဲ့ပြန်ခံစားပြီးရှေ့ကိုမဆက်နိုင်တဲ့ဘဝမျိုးမှာမနေဘူးကိုစိတ်သက်ခိုင်ခိုင်မာမာနဲ့ပြောင်းလဲဖို့ကြိုးစားကြတယ်အထူးသဖြင့်အတိတ်မှာကောင်းခဲ့တာအတိတ်ကမှားခဲ့တာတွေကိုရပ်မနေဘဲနဲ့ပြင်စရာရှိတာပြင်ပြီးပြောင်းလဲကြတယ်နှစ်ကိုကြိုးစားခဲ့ရတဲ့အရာတွေကျွမ်းကျင်လာတဲ့အမျှကိုတက်တောင့်တက်တာနဲ့လုပ်ရတဲ့အလုပ်တွေပဲခုံမင်နေရမျိုးမလုပ်ဘူး3ရှေ့ဆက်ပြီးတင်ယူတယ်တကယ်အတုံးချတယ်ပို့ပြီးကျွမ်းကျင်အောင်လုပ်သွားတယ်4တခုခုလုပ်တော့မယ်ဆိုရင်တုံဆိုင်နဲ့ဆုံးဖြတ်ချက်မပြတ်သားတဲ့စိတ်တွေကိုကြော်လာဖို့ကြိုးစားတယ်တွက်ချက်ထားတဲ့စွန့်စားမှုတွေလုပ်တယ်5ကိုယ့်အတွက်ပဲအမြဲတမ်းမကြည့်ဘူးရေရှည်ကိုတွေးရဆိုတဲ့အချက်ကလေးတွေကိုလည်းတွေ့ရတယ်